အာကစားသမားတဦးနဲ့ကြွက်သားကြီးထွားရေးကိုဥတည်နေတဲ့ချင်းသမားတဦးတို့ရဲ့အာဟာရလိုအပ်ချက်တွေကယ်လိုရီလောင်ကျွမ်းမှုတွေကမတူညီကြပါဘူး။အလိမ္မာ training လုပ်နေတဲ့သူတယောက်မှာကာရီယိုလေ့ကျင့်ခန်းတွေမပါဘူးဆိုရင်တစ်ပတ်လုံးမှာကယ်လိုရီ1500နဲ့2500လောက်ထိပဲလောင်ကျွမ်းပေမဲ့ပြိုင်ပွဲဝင်အာကစားသမားတဦးကတစ်နေ့တည်းမှာနဲ့ကယ်လိုရီ1000ကျော်ကိုလောင်ကျွမ်းကြပါတယ်။ဒီနေရာမှာအာကစားအမျိုးအစားပေါ်မူတည်ပြီးတော့စွမ်းအင်လောင်ကျွမ်းမှုတွေကွဲပြားသွားပါတယ်။ရေရှည်လေ့ကျင့်ရတဲ့အာကစားတွေဖြစ်တဲ့မာရသွန်အပြေးသမားတွေဘောလုံးသမားတွေဆိုရင်တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏ3000ကနေ5000လောက်ထိစားတောက်ဖို့လိုပြီးတော့တာမန်ဂျင်သွားတဲ့သူတွေအနေနဲ့ကတော့ကြွက်သားတိဆောက်ဖို့အတွက်တနေ့တာလိုအပ်တဲ့ကယ်လိုရီပမာဏ2500ကနေ3000လောက်ထိပဲလိုအပ်ပါတယ်။စွမ်းရည်လိုအပ်ချက်ကြီးမားတဲ့အာကစားသမားတွေကကာဘိုဟိုက်ဒရိတ်ကိုအဓိကထားစားတောက်ရပြီးတော့ဂျင်သွားနေတဲ့သူတွေအနေနဲ့ကတော့မာဆယ်တိဆောက်ဖို့အတွက်ပရိုတင်းကိုအဓိကထားစားတောက်ပေးရပါတယ်။အာကစားသမားတွေက training ရှိတဲ့နေ့ပြိုင်ပွဲရှိတဲ့နေ့တွေမှာဆိုကာဘိုဟိုက်ဒရိတ်ကိုများပိုတိုးစားရပြီးတော့အနားယူတဲ့နေ့တွေမှာတော့ပုံမှန်တိုင်းစားတောက်ပေးရပါတယ်။ဂျင်သမားတွေအနေနဲ့ကတော့ကြွက်သားတိဆောက်မှုကိုစဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ဖို့အတွက်နေ့စဉ်စားတောက်ရတဲ့ပရိုတင်းပမာဏတော့တသက်မတည်းရှိကြပါတယ်။ညီကုန်းကျုံအနေနဲ့မိတ်ဆွေကကြွက်သားတိဆောက်ဖို့အတွက်ပရိုတင်းကိုစဉ်ဆက်မပြတ်လိုအပ်နေတဲ့ဂျင်သမားတစ်ယောက်လားစွမ်းအင်ထိန်းသိမ်းဖို့အတွက်ကာဘိုဟိုက်ဒရိတ်ကိုအချိန်နဲ့တပြေးညီစားတောက်နေရတဲ့ endurance အာကစားသမားတစ်ယောက်လားဆိုတာကိုယ်ပဲသိဖို့အရေးကြီးပါတယ်။မှန်ကန်တဲ့အာဟာရကိုပေးမှသာ training မှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိပြီးတော့ကိုယ့်ရဲ့အာကစားရည်မှန်းချက်ပန်းနိုင်ထိထိရောက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဒေါက်တာအောင်ပါဖြစ်ပါတယ်။ဟာရဆိုင်ရာအထူးပြုဆရာဝန်တယောက်ဖြစ်လို့ sport nutrition specialist တယောက်လည်းဖြစ်ပါတယ်ဗျ။အားလုံးကျေးဇူးပါ။